ပရိသတ်ကိုနောက်ဆုံးအနေနဲ့ဗာပြောချင်လဲဆိုတော့အားလုံးချစ်တယ်လို့တကယ်စိတ်ရင်းစိတ်မှန်နဲ့ချစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အများကြီးကြိုးစားပေးနေပါတယ်လို့တကယ်လို့နားလည်မှုလေးတွေရှိခဲ့လို့ရှင်လဲအဲ့ဒီအတွက်လဲ sorry ပါလို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်အားပေးတဲ့ပရိသတ်တွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီထက်မကလည်းပို့ပြီးတော့ကြိုးစားပေးသွားမှာပါလို့အားလုံးအတွက် thank you ပါအဲ့ဒါဆိုတော့လေဒါမဲ့ကိုကရည်ရွယ်ရည်သူချတိုင်းလဲကိုရည်ရွယ်ဘာဖြစ်ဆိုအဲ့လိုပါပဲဘယ်လိုပြောမလဲ तू ကလည်း clean ပိုင်းမှာတိတ်ပြီးတော့မတန်အောင်ဆိုတော့ကျွန်တော်သိတယ်ဒါမဲ့ကျွန်တော်လည်းမတန်တဲ့ထဲမှာပါပဲဆိုတော့အဲ့ဒါကြောင့်မလို့ရည်သွားတာပေါ့ဗျကျွန်တော်ပို့ပြီးတော့အနိုင်ရချင်တဲ့ပွဲလေးဆိုတော့ကျွန်တော်ပို့ပြီးတော့ရင်ခုန်တယ်ကျွန်တော်မျက်ရည်ပါကြပါတယ်ကျွန်တော်နိုင်တယ်အဲ့တော့ဒီဘက်မှာအခုနိုင်တယ်ဆိုတော့တချို့ကကြတော့ကျွန်တော်တို့ကိုယ်နဲ့ကြည့်တဲ့လူတွေတောင်တစ်ခါကြမရှင်းဘူးပေါ့နော်ဟိုပယ်တော်တို့ကတော့စင်မလို့ဟောလို့ဆိုတော့ကိုယ့်ကိုယုံဟိုနိုင်မယ်ဆိုတဲ့အနေထားဘယ်လောက်ထိယုံကြည်မှုပြင်ခဲ့လဲယုံကြည်မှုရှိတာပေါ့သူနဲ့ကကျတော့ तू ကတော့လက်တီးတော့သွားတာတခုရှိတယ်ဒါပေမဲ့ကျွန်တော်လက်တီးဆိုတွေ့တဲ့အတိုင်းတူထက်ပါဝါရှိတယ်သူမျက်နှာမှာဆိုလဲဒဏ်ရာအများကြီးရှိပြီးကျွန်တော်နင်းပိုင်းမှာဆိုလဲနင်းမှာဆိုလဲရှင်းလေးကျွန်တော်နင်းနိုင်တယ်ပြီးဒူတိုက်တဲ့ချိန်မှာဆိုလို့ရှိရင်လဲကျွန်တော်သူ့ထက်3-4လုံးလောက်တော့အဲ့လိုမျိုးတော့ပို့ပြီးတော့ထွက်လို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ပြင်ဖို့လိုလဲဆိုတော့ကျွန်တော်ကဘယ်လိုဆိုတွဲလုံးတွေပို့ပြီးတော့ပြင်ရမယ်ပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲအခုကျွန်တော်တစ်လုံးနှလုံးထိုးပြီးကျွန်တော်ရရသွားမျိုးရှိကျွန်တော်အဲ့လိုမျိုးမလုပ်ချင်နောက်ခါထိုးပြီးဆုံးမပြီးတော့ကျွန်တော်ပြန်လိုက်နိုင်အောင်အဲ့လိုမျိုးကျွန်တော်လုပ်ချင်တယ်အဲ့ဒီဟာတွေကတော့အများကြီးလိုအပ်ခံယူမိရဆိုတော့ဒီပြိုင်ဘက်ကလည်းသူတို့ကလည်းခပတ်ပေးလို့ဖူတာရောဆိုတော့ကျွန်တော်လည်းဒီနေရာမှာရှိတဲ့လို့ကျွန်တော်ထင်တယ်ဖြစ်ကျွန်တော်သူ့နိုင်ထားတာလေဒီပွဲမှာဆိုတော့ကျွန်တော်လည်းနီးစပ်ပြီလို့ထင်တယ်နီးစပ်ပြီလို့တော်တော်ကိုနီးနေပြီလို့ထင်တာပေါ့နော်